အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ Lemotor B10 ရဲ့ setting တွေကိုဒီ steering wheel မှာ shortcut ထားလို့ရတဲ့အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ cloud လေးမှာထားမယ်ပေါ့နော်အရင်ဆုံး setting တွေကိုဝင်မယ် driving တွေကိုဝင်မယ်ကျွန်တော်တို့ driving မှာဒီအောက်မှာ steering wheel ဆိုတာရှိရဲ့အကောင်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်ဒီ single click ထဲမှာပဲသူကဒီ combine function setting ဆိုတာ setting cell ကိုဝင်မယ်ထားခြင်းတဲ့ပုံစံထားမယ်ကျွန်တော်ကတော့ acceleration mode ကို comfort ထားတယ် regenerative braking ကို strong ထားတယ် lane departure warning ကို warning ထားတယ် automatic emergency braking ကိုပိတ်တယ်လုံးဝပိတ်ကိုပိတ်တင်တယ် distraction warning ကိုဖွင့်ထားတယ် emergency lane keeping assist ကိုပိတ်လိုက်မယ်ဒါဆိုကျွန်တော်ဒါထားရကျွန်တော် setting ဖြစ်သွားမယ်ထားပြီးရင်ထွက်လိုက်မယ် okay ဒီမှာကျွန်တော်ရှောက်လုပ်လိုက်မယ်เนาะဒီမှာ sport တွေအကုန်ရှောက်လုပ်ထားမယ် ADAS ကိုလည်းကျွန်တော်ဒီမှာဒါတွေအကုန်လုံးရှောက်လုပ်လိုက်မယ်ကျွန်တော်ရှောက်လုပ်ထားမယ်ထွက်လိုက်မယ်ကျွန်တော်ဒီမှာခလုတ်ကိုတစ်ချက်ဆိုပေမဲ့သူကနှစ်ချက်နှိပ်ရရပေါ့နော်ပြမယ်နှိပ်လိုက်တာနဲ့သူကဒီမှာစာလေးတက်လာတယ်နောက်တစ်ချက်နှိပ်လိုက်တော့အတန်လေးကြားတယ်အဲ့ဒါဆိုကျွန်တော်ဒီမှာကြည့်လိုက်မယ်ကျွန်တော် setting လေးတွေကို driving မှာကျွန်တော်ခုနထားတဲ့အတိုင်း comfort ဖြစ်သွားပြီ region မှာ strong ဖြစ်သွားပြီ ADAS မှာလည်းအတိုင်းပဲဒီမှာကျွန်တော် low မပြောင်းထားခဲ့မိလို့ sorry ဒီမှာ low ဖြစ်သွားမယ်အကုန်လုံးပြောင်းသွားမယ်ကျွန်တော်ထား setting နေပဲဒီတိုင်းပဲ emergency lane keeping assist ကတော့ပြန်ပွင့်တတ်တယ်နော်ပြန်ပိတ်ပြီလားတခြားတွေအားလုံးဒါလို့ကျွန်တော်တို့ကားပေါ်တစ်ခါတက်တိုင်းတစ်ခါခလုတ်ကို setting တွေသွားချိန်စရာမလိုတော့ဘဲနဲ့အဆင်ပြေစေတဲ့နီလန်းလေးပေါ့မင်္ဂလာပါကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ Lemotor B10 EV ရဲ့တချို့ setting လေးအကြောင်းပြောပြပေးတော့မှာဖြစ်ပါတယ်ဘာ setting လဲဆိုတော့ကျွန်တော်တို့ B10 စီးရဲ့လူတိုင်းအခုကျွန်တော်လိုပဲဖြစ်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကားပေါ်တက်လိုက်တာနဲ့အများနဲ့ဒီ setting ကြီးကိုခဏပြန်သွားနှိပ်နေရတာကျွန်တော်ဆိုပြင်းနေမနှိပ်ချင်တော့ဘူးအဲ့တော့ကျွန်တော်ဒီကားမှာသူကခလုတ်တစ်ခုအပိုပေးထားတယ်အဲ့ခလုတ်မှာ customize လုပ်လို့ရတဲ့အကြောင်းလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်